1936 ခုနှစ်ဗြိတိရှ်အင်ပါယာတကိုးထွားနေတဲ့အချိန်အင်္ဂလန်ကလူငယ်လေးဂျွန်ထရက်ကာဟာအုပ်ချုပ်ရေးမှုဖြစ်တာဝန်ထမ်းဆောင်ဖို့အတွက်ဝေးလံတီခေါင်လာတဲ့စရာဝဲကျွန်းဆွယ်ကစုပ်ဆိုတဲ့ရက်ကူတမော်တစည်းနဲ့ရောက်လာပါတယ်သူ့ကိုလာကြိုမဲ့သူကိုဟုံမဲဒီဆန်လှုပ်ချင်ပေမဲ့သူ့စကားကိုဘယ်သူမှနားမလည်လို့အခက်တွေ့နေချိန်မှာဘယ်လန်ဆိုင်ဆိုတဲ့ဒေသခံလူငယ်လေးရုတ်တရက်ပေါ်လာပြီးတောအုပ်ထဲကသူတို့ရွာလေးစီခေါ်သွားဖို့လာကြိုပါတယ်လှိငယ်လေးနဲ့သူတို့ထွက်လာချိန်မှာရေစိတ်ကမိမထွေတွေကနိုင်ငံသားလေးလော်တော်ကိုမြင်လို့အထူးဆန်းလုပ်ပြီးအချင်းချင်းတီတိုတဖန်ဖို့လို့ရေမောနေပုံက1990ခုနှစ်တွေတုန်းက Full House တို့စီကကြေးလက်တွေကိုလူဖြူတွေရောက်လာရင်ဝိုင်းအောင်ကြည့်ပြီးအလိုလိုနေရင်ထူးဆန်းဥမြူးနေတဲ့ပုံစံတိုင်းပါပဲရွာလေးရဲ့လေးစစ်ကိုရောက်တော့ဒီဒေသမှာနှစ်နဲ့ချီတာဝန်ကျနေတဲ့ Resident Governor Henry Bullock ဆိုတဲ့အင်္ဂလိပ်အရာရှိကြီးကတွေ့ချင်းအခုလိုက်ဖို့တဲ့ Valentine ကသူတို့ရာရဲ့ Limehouse မှာနောက်နှစ်တွင်လူကြီးဖြစ်တော့မှာလို့ရှင်းပြတယ်ပြည်တာနဲ့ Tim Lessig လို့ခေါ်တဲ့ Ford Model T အဲ့ဒီခေတ်ကလူကုန်တန်းတွေစီးလို့ရတဲ့ကားနဲ့ဂျွန်းကိုလာကြိုတာပါဒါပေမဲ့အထင်မကြီးလိုက်ပါနဲ့အင်ဂျင်မကောင်းလို့လား73စီမရှိလို့လားပဲအဲ့ဒီထင်လမ်စီကကျွဲနှကောင်ဆွဲမှာဘိန်းလိမ့်တော်မူတဲ့ကားပါလမ်းမှာဟင်နရီကဘာလို့ဒီနေရာမျိုးကိုလာရတယ်လဲလို့မေးလိုက်တဲ့အခါကျွန်တော်ဖေကဒီဒေသကလူမျိုးတွေကိုပညာသင်ပေးခြင်းခဲ့တာဒါပေမဲ့စစ်ပွဲတွင်မှာပဲဆုံးပါသွားခဲ့လို့သူလှုပ်ချင်တဲ့လုပ်ကိုကျွန်တော်ကဆက်လုပ်ဖို့လာတာပါလို့ပြန်ဖြေခဲ့ပါတယ်သူ့မိကတော့လွန်ခဲ့တဲ့နှစ်ကတည်းကဆုံးပါသွားခဲ့တာသူဟာသူ့ဖေရဲ့ခြေရာကိုနင်းပြီးဒီကလူရိုင်းတွေကိုပညာသင်ပေးမယ်ဆိုတဲ့စိတ်ကူးနဲ့ရောက်လာခဲ့တာပါကျွန်းကိုတီးတန့်အိမ်လေးတစ်လုံးမှာနေရာချလိုက်ပါတယ်ဝေးလံတီခေါင်တဲ့ရက်ကကြေးရွာလေးကိုဦးစီးမှုလေးတွေဆက်ရောက်လာပြီးဆိုရင်တရွာလုံးကဧကန်သလိုမျိုးသွေးတိုးဆန်းသလိုမျိုးလှုပ်လက်ရှိတဲ့ထုံးစံတိုင်းရောက်အချိန်ညပိုင်းမှာပဲဂျွန်ဟာဒေသခံအီဗန်လူမျိုးစုတွေရဲ့ပွဲတော်တစ်ခုကိုဖိတ်ကြားခံလိုက်ရတယ်ဂျွန်ဧကန်ပွဲမှာထိုင်နိုင်ခြင်းစံရက်တွေထည့်ထားတဲ့ဘန်နဘန်သူ့ပခုံးကိုကြော်ပြီးရောက်လာတယ်တကယ်တော့ဂျွန်ဟာ British ဖိုးတခွားလေးပါမဲ့တပေါက်အဆုံးမခံသေးတဲ့လူပြိုစစ်လေးဖြစ်တယ်လို့အတောက်စားကင်းသူပါဒါကြောင့်သူရက်မတောင့်တိုက်ဘူးလို့ညင်းချင်ပေမဲ့မတောင့်ရင်ဒေသခံတွေနဲ့သွေးတသားတယ်မဖြစ်ဘူးလို့ဝိုင်းပြောတာကြောင့်သူလည်းခွက်ကူမြုပ်လိုက်ရတယ်ပူရှိန်မွေးမြနေတဲ့ဆန်ရက်ကိုဆိုရှယ်ကြအောင်တကြိုက်တည်းမော့ပြီးခွက်ပလာကိုပြန်ချနောက်ကိုလှည့်ကြည့်မိလိုက်တော့အီဗန်လှပြိုပြူလေးတူကသူ့ကိုစူးစူးကြီးရဲ့စိုက်ကြည့်နေတာကိုဂျွန်တွေးလိုက်ရပါတယ်ရင်ထဲမှာတော့ဖိန်တိန်ရှိန်တိတ်ပေါ့ဂျွန်ကိုကြိုဆိုတဲ့အနေနဲ့ကပြတဲ့ရိုးရာကားထဲမှာအစတော့ British တွေစစ်ချီတဲ့ပုံစံနဲ့ခေါင်းရိုက်ပုံစံတွေကိုတေးဥပြလို့တိန်လုံးကရဲကြသေးတယ်အဲ့ဒီနောက်တိတ်လာတဲ့ဆယ်မာဥဆောင်တဲ့တိုင်းရင်သူလေးတစ်တိုင်ကတဲ့အလှည့်မှာတော့ဂျွန်ဟာဆယ်မာရဲ့အကြည်စူးစူးတွေကြားမှာမိန်မူးသွားုံတင်တာမကဆယ်မာကသူ့ကိုလေဆွဲတစ်ခုလာဆွဲပေးလို့ဂျွန်အိုတိုအန်တန်ဖြစ်သွားရတယ်ဒီလေဆွဲဆက်ခံရသူကတချင်းဆိုတာကြပြရွတ်တာကတာတခုကိုလောက်ရမှာဆိုတော့ဂျွန်လည်းမတက်တာမတက်ထရပြီးကြပြရွတ်ပြလိုက်တာဘသူမှနားမလည်လို့ညနေသေးကြီးတွေနဲ့ဝိုင်းပြီးငြိမ်ကြည့်နေတာခံလိုက်ရတယ်နောက်ဆုံးပေးတော့ကိုဘလို့မှဆွဲဆောင်လို့မရတာနဲ့ဘုံကနေဘယ်လန်ဆိုင်ကိုအတင်းဆွဲခေါ်ပြီးတန်ကိုအကကိုနှစ်ယောက်တွဲအိုးနှင်းခွနှင်းလွှဲလဲကလိုက်မှပြိတ္တတွေပတ်တုပ်ယူရမယ့်အထိသဘောကျသွားတယ်ရေလိုက်ကြတာမှလူးလိမ့်နေတာပဲနောက်တော့ဂျွန်တယောက်ဦးရိုင်းလိမ့်မှုနေရာပါတယ်မှောက်သွားပါတော့တယ်နောက်တနေ့မှာတော့ရက်နာကျနေတဲ့ဂျွန်ကညကသူ့ကိုအတင်းကျပ်ရက်တိုက်ကြတဲ့အကြောင်းဟင်နရီကိုတိုင်တန်းတော့ဟင်နရီကအီဗန်တွေရဲ့လူမှုဒလေးကတိတ်တောက်ကျမ်းမယ်ကြမ်းတန်းစော့မယ်အောင်လုံးတွေနဲ့ဟာသားလုပ်မယ်လို့ရှင်းပြတဲ့ပြင်မိုင်းမတူရလို့တတ်မှတ်ထားတဲ့ဒီဒေသမှာလာတူးတဲ့တရုတ်တွေကိုအီဗန်ကခေါင်းဖြတ်လိုက်တယ်လို့ပြောပြလိုက်တာဂျွန်သွေးပြတ်သွားပါတယ်အဲ့ဒီချိန်ညကဆယ်မာဆိုတဲ့အလှလေးအီဗန်လူမျိုးခေါင်းဆောင်ခေါ်လာတော့ဟင်နရီကဆယ်မာဟာမင်းနဲ့တူနေပြီးမင်းအတွက်ဇနီးတဲ့တာဝန်ကိုအပြည့်ထမ်းဆောင်ပေးလိမ့်မယ်လို့ပြောလိုက်တော့ဂျွန်ကနားမရှင်းဒီတော့ဆယ်မာကိုယ်တိုင်ကနှက်ဖျားလူကြကျမကရှင်နဲ့တူအိမ်မာလီလို့ပြောလာတယ်ဟင်နရီကလည်းဒီနီးနဲ့6လအတွင်းမင်းအီဗန်စကားကျွမ်းသွားလိမ့်မယ်တဲ့ဒီဒေသရဲ့ထူးဆန်းတဲ့ဒလေးရာဆဲမာဟာဂျွန်အတွက် The Sleeping Dictionary အဲ့ရတဲ့ကအဘိဓမ္မာလေးဖြစ်ရပါမယ်ဆဲမာမေကိုရိုင်းက The Sleeping Dictionary ဖြစ်ခဲ့လို့ဆဲမာကတော်ဝင်အင်္ဂလိပ်စကားပြောတတ်တယ်လို့သူလည်းဒီတာဝန်ကိုဆက်ယူဖို့ဒလေးထုံးစံရတာဝန်ရှိတယ်လို့ပြောပြပါတယ်ဂျွန်ကဆဲမာကိုကြည့်ပြီးဒီမိန်းကလေးကဓာတ်လို့ဖို့အရွေးခံလိုက်ရတာလားတနာပါတယ်ဆိုတော့ဟင်နရီကဆဲမာကမင်းကိုသဘောကျလို့သူကိုယ်တိုင်ရွေးလိုက်တာအရင်ရရှိနှစ်ယောက်တုန်းကဆိုရင်သူ့ကိုတာဝန်ပေးတာတော့သူညင်းခဲ့တယ်လို့ပြောပြပါတယ်ဒါအပြင်စာချုပ်ရ3နှစ်တွင်ဂျွန်ဟာအိမ်တော်မပြုတ်ရဘူးဆိုတဲ့စီကံရှိတာကြောင့်အခုလိုတယောက်တည်းအထီးကျန်နေမှာဖြစ်လို့ဒီဒလေးကိုလက်ခံရမယ်ညင်းလို့မရဘူးလို့အတင်းတိုက်တွန်းလိုက်ပါတယ်ဂျွန်ညင်းလေဆဲမာကမျက်စိမျက်နှာပြက်လေပဲဟင်နရီကအထက်လူကြီးပြီးအမိန့်နာခံဖို့ဖိဆူလေတော့နောက်ဆုံးမှာဂျွန်လည်းမတက်တာသဘောတူလိုက်ရပါတယ်အဲ့ဒီညအပြင်မှာမိုးတွေဆွေနေတဲ့ချိန်ဆဲမာကဂျွန်ကိုရင်းနှီးဖို့ကြိုးစားပြီးပဲဂျွန်ကအဖက်မလုပ်လို့စိတ်ဆိုးသွားပြီလို့ထမင်းချက်ကတော့လာမြောက်ပေးနေသေးတယ်
သူတို့ချင်းထရန်စုံလေးတစ်ချက်ချပြီးတခန်းစီအိတ်ကြရတာတော့မှဂျွန်းမှာနေမထိထိုင်မသာနောက်ရကြတော့ဒေသအတွက်တာဝန်ရှိတယ်လို့ခံယူထားတဲ့ဂျွန်းဟာတရုတ်ခေါင်းပြက်ကိုယူပေးရမယ်လို့အမိန့်ပေးလိုက်တယ်ဘယ်လက်ဆိုင်နဲ့သူ့လူတွေကလောင်းဟော့စ်မှာလာယူပေးတယ်တကယ်တမ်းဖွင့်ကြည့်လိုက်တော့မြောက်ခေါင်းကြီးဖြစ်နေလို့အားလုံးဝိုင်းပြီးလှောင်ပြောင်တော့ကိုခံလိုက်ရပါတယ်ဂျားတွေကဆယ်မာကအိမ်ရှင်မတ်လူရက်တီပြီးဂျွန်းဘက်ကနေသူတို့လူမျိုးတွေကိုပြန်ပြီးရန်တွေ့ပေးလိုက်ပါသေးတယ်အိမ်ရောက်တော့ဆယ်မာကိုလက်ဖြားနေတော့မထီပဲခက်စိမ့်စိမ့်ပဲနေတာကိုတွေ့ထားတဲ့ထမင်းချက် famous ကဂျွန်းကိုမိမမကြိုက်တဲ့ဂေးတယောက်လိုထင်သွားပြီးဂျွန်းအတွက်ခက်နှက်နဲ့ကောင်းလေးတယောက်ကိုတော့ခေါ်လာသေးတယ်ဂျွန်းလည်းရှက်လက်ရှက်စိတ်လက်တူပြီးအားလုံးကိုမောင်းထုတ်လိုက်တဲ့အခါဆယ်မာလည်းစိတ်တွေဆိုပြီးသူ့ကိုအလုတ်ဖြုတ်လို့မရဘူးသူကပဲဂျွန်းကိုပြန်ပြီးအလုတ်ဖြုတ်ပြစ်လိုက်ပြီလို့နှုတ်ခမ်းတလန်ပန်းတလန်နဲ့ပြောပြီးသူ့တောင်းလေးကိုလွှဲကအိမ်ပေါ်ကနေကော့ပတ်နဲ့ဆင်းသွားပါတယ်အဲ့ဒီညဂျွန်းအိမ်မှာဆယ်မာမရှိနောက်တရက်မှာတော့ယာသားတွေသူ့အတွက်ဝက်တွေကိုလာထားပေးတယ်လို့ဆဲမာလည်းအိမ်အောင်မှာနေနေတာကိုတွေ့လိုက်ရတယ်ဂျွန်ကဒီမှာမင်းနေလို့မရဘူးဆိုတော့ဆဲမာကဒါဆိုရင်တော်ရဲသွားနေပြီတဲ့ဂျွန်ကလောင်းဟော့စ်ကိုပဲပြန်ပါလားဆိုတော့ထမင်းချက်ကသူပြန်သွားရင်အလောင်ခံရမှာပေါ့ဗျလူတွေကသူရုပ်ဆိုးလို့မင်းကအတူမိတ်တာလို့ပြောကြမှာဆိုတော့ဂျွန်ကဆဲမာကိုတကယ်လှတဲ့သူလေးပါသူ့ရဲ့မူဝါဒကြောင့်သာငင်းရတာပါလို့ရှင်းပြလိုက်တယ်ဒီတော့ဆဲမာကလည်းအော်ရှင်ကကျမနဲ့တော့အိတ်ချင်တယ်ဒါပေမဲ့မူဝါဒကမိန်းနဲ့လို့တားမြစ်ထားတယ်ဟုတ်လားဟုတ်တယ်ဆိုတော့ဆဲမာကဒါဆိုရင် तू တစ်ပင်အောင်ပဲသွားနေတော့မယ်တဲ့ဒါနဲ့ပဲဂျွန်ကလည်းငါတို့ပြန်ဆရအောင်ပါမင်းကကိုအလုတ်ပြန်ခတ်မလားလို့ပြောလိုက်တော့မှမလေးကရွှေစိတ်တော်ပြေသွားပါတယ်တစ်ဖက်မှာလည်းဟင်နရီယက်စ်ဒီဖြစ်သူအဂီဟာသူ့ရဲ့သမီးစီစီလီယာအင်္ဂလန်ကနေပြန်မလာခင်သူတို့ချန်ကြီးနာကတော့မှခရစ်ကက်ကွင်းတစ်ခုဖြစ်အောင်အသေးအတန်ပြင်ဆင်နေတယ်သူမြင်ညှိတဲ့နီးကတော့ပတ်စံကြွေတွေကိုအမြောက်လေးနဲ့ထည့်ပြီးတစ်ပင်ခြုံတွဲကိုပစ်လိုက်တာပါဒီတော့မှပတ်စံလိုက်ရှာတဲ့ကလေးတွေကခြုံတွေကိုတိုးပြီးအကျွေစစ်တွေလက်ကတော့တစ်ပင်တွေလည်းကျိုးချီဒါသူခြုံရှင်းတဲ့နီးပါပဲဂျွန်းကိုမြင်တာနဲ့အဂီက The Sleeping Dictionary ကြောင်းတမ်းမေးတော့ဂျွန်းရှက်သွားတယ်အဲ့ဒီညမှာဂျွန်းဟာသူနဲ့ဆဲမာကြားကယဉ်နှိမှုကိုပိုတိုးလာတယ်လို့ခံစားလိုက်ရတယ်ဂျွန်းကသူကလူပြိုစစ်စစ်ဖြစ်ပြီးမင်္ဂလာဆောင်တဲ့အထိစောင့်ကျင်တယ်လို့ဝန်ခံလိုက်တဲ့အခါဆဲမာကအံ့ဩသွားပြီးအတွေ့အကြုံမရှိရင်မင်္ဂလာဥညမှာဘယ်အစဉ်ပြေးပါမလဲလို့တော့နောက်ပြောင်ခဲ့ပါသေးတယ်သူတို့နှစ်ယောက်ဟာအခန်းကန်ထားတဲ့ထရန်ပေါက်လေးကနေလက်ဆွဲနှုတ်ဆက်ပြီးတညတာထရန်ချပြီးအိတ်ဆက်လိုက်ကြပြန်ပါတယ်နောက်ရက်တွေမှာဂျွန်ဟာအီဗန်ကလေးတွေကိုစာသင်ပေးဖို့ကြိုးစားပြီးဘယ်လန်ဆိုင်ကတော့အင်္ဂလိပ်ပညာရေးကသူတို့အတွက်ဘာမှအသုံးကျဘူးလို့ဝေဖန်ခဲ့တယ်ဒါပေမဲ့ဘယ်လန်ဆိုင်ကိုရန်ကတော့ရွာလူကြီးရဲ့သားမှုစာတော့တက်တယ်ကျန်တဲ့သူတွေအတွက်တော့သူကထဲမစင်စားရွာသားတွေစာတက်လဲဘာမှမထူးဘူးလို့သူကမြင်တယ်ဂျွန်ကတော့ပညာတတ်တာဘလောက်ကောင်းတယ်ဆိုတာသိအောင်လုပ်ပြမယ်ဆိုပြီးရေငုပ်ကျွမ်းကျင်တဲ့ဘယ်လန်ဆိုင်နဲ့ရေငုပ်ပြိုင်တယ်လို့စိန်ခေါ်လိုက်ပါတယ်အင်္ဂလိပ်လေးနဲ့အီဗန်လေးတို့ရေငုပ်ပြိုင်ပွဲကိုတရားလုံးကထွက်ကြည့်ကြတယ်ကလေးတွေကတစ်ပင်ပေါ်ကနေအားပေးကြတယ်9မိနစ်လောက်မှာဘယ်လန်ဆိုင်တယောက်ရေမုံပြီးပြန်တက်လာတဲ့အချိန်ထိဂျွန်ကအောက်မှာရေငုပ်လို့ကောင်းနေတော့10မိနစ်ကြာမှဂျွန်ကပြုံးပြုံးရွှင်ရွှင်ပြန်ပေါ်လာလို့ကလေးတွေတော့လက်ခုပ်ဝိုင်းတီးကြတယ်ဘယ်လန်ဆိုင်ကမင်းဘလို့ငုပ်နိုင်တယ်လေလို့မေးယူရတယ်ဒီတော့မှဂျွန်ကသူသုံးတဲ့အောက်ဆီဂျင်ဘူးကိုထုတ်ပြပြီးတရုတ်ခေါင်းပြက်ကူတောင်ရေထဲမှာရှာခဲ့တယ်လို့ပြောရင်ပညာတတ်ရင်အခက်ခဲအားလုံးကျော်လွှားနိုင်တယ်လို့ရှင်းပြကနိုင်ယူလိုက်ပါတယ်အဲ့ဒီခေါင်းပြက်ကိုဝီလျံစီယူသွားတော့တိတ်သဘောကျသွားသလိုခရစ်စမတ်မှာသူသမီးစီစီလီယာအော့စဖတ်ကနေပြန်လာမယ်ပါတီကိုလာခဲ့ပါလို့တပါးတည်းဖိတ်လိုက်ပါတယ်အဲ့ဒီညဆဲမာဖတ်နေတဲ့စာအုပ်ကိုယူကြည့်လိုက်တော့ငငယ်ကသူ့ဖေဖတ်ပြလေးရှိတယ်ပုံပြင်စာအုပ်လေးပါတယ်ဒါပေမဲ့သူ၄နှစ်ရွယ်မှာသူ့ဖေအင်္ဂလန်ကိုပြန်သွားတာလို့ပြောတယ်လို့ဂျွန်ကလည်းသူ့သက်၄နှစ်မှာသူ့ဖေဆုံးသွားတာလို့ဘဝတူလို့ပြောမိလိုက်တယ်အဲ့ဒီနောက်ဆဲမာကစာအုပ်ထဲကရေသူမပုံပြင်လေးကိုအင်္ဂလိပ်လိုအလွတ်ရသလိုနီးပါဖတ်ထားလို့ဂျွန်ကိုပြန်ပြောပြလိုက်တော့ဂျွန်တော်တော်အထင်ကြီးသွားတယ်ဆဲမာကသူ့ဖေဖတ်ပြခဲ့တာတွေကိုနှလုံးသားထဲဆွဲနေတာလို့ပြောရှာတယ်ဒါနဲ့ဂျွန်ကသူ့ကိုအင်္ဂလိပ်စာရေးခိုင်းတယ်ဆဲမာကစာတစ်လုံးရေးပြတော့ဂျွန်ကဆဲမာရဲ့လက်ကိုဆွဲပြီးဟန်းလို့ရေးလိုက်တယ်ပြီးတော့အပေါ်ကိုတက် လို့ထပ်ရေးပြန်တယ်ဆဲမာကလို့လိုက်ပြောကြည့်ရင်ဂျွန်လက်တိုင်းကိုသူ့လက်လေးနဲ့ဖွားဖွားလာပုတ်တက်လာတော့ဂျွန်ကအဲ့ဒါက neck လို့စလုံးပေါင်းပြတယ်ပြီးတော့သူ့မျက်နှာနာကပ်နေတဲ့ဆဲမာရဲ့နှကန်းဖူးဖူးလေးကိုလက်နဲ့ပုတ်တက်မိချင်း lips လို့ပြောလိုက်ရင်းကတဖြည်းဖြည်းတိုးကပ်ဆဲမာကိုသူနမ်းမိသွားချိန်မှာတော့ဂျွန်တယောက် kiss လို့ဆက်ပြီးတင်ပေးဖို့မေ့လျော့သွားပါတော့တယ်အဲ့ဒီချိန်ကနေစပြီးသူတို့နှုတ်ချမှာဘာသာစကားမပါတဲ့ရင်းနှီးမှုတွေအဆင့်တွေအတွက်အီဗန်မာလေးရင်ခွင်ထဲရောက်တော့လူပြိုလေးဂျွန်တယောက်အိမ်တော်မကြပဲမိမရသွားပါတယ်တကယ်တော့ဂျွန်တွတ်ထိတဲ့နေရာတိုင်းကအစိပ်ပိုင်းတိုင်းကိုဆဲမာကအရင်ကတည်းကတည်ပြီးသားဂျွန်စီမှာတပည့်ခံတယ်လို့လုံးလဲသူကကြီးပဲဂျွန်မသိသေးတဲ့ချစ်ပညာတွေကို The Sleeping Dictionary မှာလေးပြီးသင်ပေးနေလိုက်တာ
ကျောင်းသားလေးဂျွန်ကလည်းအတက်မြန်ပုံကဂုံတုမှတ်တောင်ပေးရမယ်အထိနောက်ညတွေမှာဂျွန်ဟာအလောက်ကပြန်လာလို့အိမ်တကားဝကိုရောက်တာနဲ့အထုပ်ကလေးကိုချသူတက်ထားသမျှပညာတွေကိုထမင်းမေ့ဟင်းပေး revision ပြန်ဖို့ကြီးတာစိတ်ရောက်နေခဲ့ရတယ်နောက်ဆုံးတော့ဂျွန်တယောက်ရပိုင်းတွင်အီဗန်ဘာသာစကားနည်းနည်းပပနဲ့ကျန်တဲ့ပညာကိုတော့တင်းပြည့်ကြက်ပြည့်ခက်မြင်မြန်တက်မြောက်သွားပါတော့တယ်ဒါပေမဲ့ဆယ်မာကရင်ခုန်ပြီးတိုင်းတချို့ရက်တွေမှာသူခန်းလေးစီချက်ချင်းပြန်သွားတာကိုဂျွန်တားပြီးမရThe Sleeping Dictionary အနေနဲ့ Even တလေးရ9ရက်ဆက်တိုက်အတူတူမိုးလင်းတဲ့အထိအိတ်ခဲ့ရင်လက်ထက်ရမယ်ဆိုတဲ့စီးမြင်ရှိတာကြောင့်ဆဲမဟာ9ညမပြည့်ခင်မှာပဲဒီလိုပဲထွက်သွားတယ်ဆိုလို့ဂျွန်တယောက်အဲ့ဒီလိုညာမျိုးမှာရှင်တဲ့ဟာတာတာနဲ့လွမ်းကြံရေးကလေးရှိပါတယ်ဒီလိုနဲ့ခရစ်စမတ်ညသာစားပွဲကိုရောက်လာတယ်ဂျွန်တယောက်သူဝေးရမယ့်စုတွေကိုပါပြီးချောင်းကိုဖျက်တစ်ဖက်ကန်းကိုရောက်မှစမတ်ကြဝစ်ပြီးပွဲကိုတောတက်လိုက်တော့ဟင်နရီယက်သမီးစီစီလီယာနဲ့တွေ့ဆုံရတယ်စီစီလီယာကလူမျိုးစုတွေအကြောင်းလေ့လာနေတဲ့မနုဿဗေဒပညာရှင်တူပါသူတို့စကားပြောရင် Sleeping Dictionary အကြောင်းရောက်သွားတဲ့အခါဝိုင်းထဲမှာရှိတဲ့အင်္ဂလိပ်လူမျိုးနဗီက Even မိန်းမတွေနဲ့အင်္ဂလိပ်လူမျိုးကြားမှာအချစ်စစ်ဆိုတာမရှိဘူးဒါဟာကာမဂုဏ်တတ်ပဲအင်္ဂလိပ်တွေအတွက်အလေးကျင့်ရအောင်အိတ်ဖို့တတ်ပဲလို့နှိမ်ချပြောဆိုတာကြောင့်ဂျွန်ကဒေါသတကြီးနဲ့ပြန်လဲချိပတဲ့အခါကျွန်တော်တို့ Even တွေကဆိုတဲ့အသုံးနှုန်းကိုသုံးမိလိုက်လို့ Henry ကပါကျွန်တော်တို့ Even ဆိုတာမရှိဘူးကွာမင်းကဥရောပသားဘာညာနဲ့ဝင်ဟောက်လို့ဂျွန်ငိုင်သွားရတယ်ဒီအချိန်မှာစီစီလီယာကဂျွန်ကိုအမှတ်တမဲ့ဓာတ်ပုံရိုက်လိုက်လို့ flash မီးကြောင့်ဂျွန်လန့်သွားတဲ့အခါဝိုင်းလေးပြန်ပြီးစိုးပြေသွားပါတယ်အဲ့ဒီညဂျွန်ပြန်လာတော့ဆဲမာပထမဦးဆုံးတွေ့တုန်းကဝစ်ခဲ့တဲ့ရိုးရာအကဝစ်စုံလေးနဲ့သူ့ကိုထွက်ကြိုလို့ဂျွန်ဖိုးကြိုက်တော့ဖြစ်သွားတယ်တွေ့တဲ့ချင်းဆဲမာကစီစီလီယာကလှသလားသူ့လိုရောအတောင်လေးတွေပါလာလို့သူ့ကြောမှာအင်ဂျယ်လေးလိုတက်ထားတဲ့အတောင်လှလှတွေကိုပြပြီးချစ်စပွဲပုံရင်တူပြတယ်သူ့ကိုယ်လုံးလေးကိုတပတ်လှည့်ပြပြီးဂျွန်ကိုနမ်းပစ်တယ်အဲ့ဒီညသူတို့နှစ်ယောက်အိမ်ထဲတော့မဝင်နိုင်တော့ပဲတစ်တော့ဘက်ကိုနှစ်ယောက်သားပွေဖက်ထွက်လာခဲ့မိပါတယ်နောက်ရက်ဒီမှာစီစီလီယာကအီဗန်တွေရဲ့ဒလိကိုလေးလာရင်ဆဲမာရဲ့လောက်ကိုမြင်တော့ဓာတ်ပုံရိုက်ချင်တယ်လို့ပြောလိုက်တဲ့အခါဆဲမာစိတ်မသက်သာဖြစ်သွားတယ်ဂျွန်နဲ့သူ့ရဲ့ကြားမှာလူဒန်းစားကွာချက်ကိုသူစပြီးသတိထားမိသွားတယ်စီစီလီယာကလည်းဂျွန်နာကနေအမြဲတွက်ကပ်နေတော့ဆဲမာမှာတွင်တိုစိတ်လေးတွေဖြစ်လာပြီလို့ဂျွန်လည်းသူတို့နှစ်ယောက်ကြားမှာဗျာများနေရပါတယ်အဲ့ဒီချိန်လွန်ဆွဲဘက်ကလူတွေရုပ်ရုပ်သေးသေးဖြစ်ပြီးရေစိတ်ကိုဆင်းပြေးကြတော့ဂျွန်လိုက်ကြည့်တဲ့အခါအနီးနားကာယတာလူမျိုးစုရွာကလူတွေဟာထူးဆန်းတဲ့ယောဂတစ်မျိုးကြောင့်တေဆုံးနေတာတွေ့လိုက်ရတယ်စီစီလီယာမေအကီကတော့သူ့သမီးယောဂကုမာဆိုလို့အကင်မခံဂျွန်ကတော့မြညာဘက်မှာဘာတွေဖြစ်နေလဲဆိုတာသူသွားကြည့်မယ်လို့ဟင်နရီကိုပြောလိုက်တယ်ဘာသာစကားအတွက်ဆဲမာကိုခေါ်သွားမယ်ပေါ့အကီကတော့ဟင်နရီမတားလို့စိတ်တောင်ဆိုးသေးတယ်တမလောင်းလို့အပိုင်တွတ်ထားတယ်ထင်ပါရဲ့ညအိမ်ပြန်ရောက်တော့ဗရင်ပေါက်မှာစိတ်ကောက်ပြီးထိုင်နေတဲ့ဆဲမာကိုချော့ဖို့ကြိုးစားရတယ်ဆဲမာမင်းငါမတိုင်ခင်ချစ်သူတွေရှိခဲ့ဘူးတယ်မလားဒီတော့ဆဲမာကလည်းရှိတယ်ရှင်းလို့လူတွေပဲကျမကိုယ်ထဲမှာအင်္ဂလိပ်တွေတဝက်ပါတော့မှကျမကရှင်တို့အတွက်ဖြောပြရေးတတ်ပဲလို့ဘယ်တော့မှရှင်တို့နဲ့ဒန်းတူဖြစ်မလာပါဘူးလို့ဝမ်းနဲ့ပက်လက်ပြောပြီးသူ့ကိုအယုတ်ကလေးတတ်လို့လှုပ်ချင်တယ်လို့လှုပ်ပါလို့ပြောလို့ဂျွန်စိတ်မကောင်းဖြစ်သွားတယ်နောက်ရက်မှာဂျွန်ဘယ်လက်ဆိုင်နဲ့ဆဲမာတို့ဟာယာကာတာမြို့နယ်စုတွေရှိတဲ့နေမြေတွေကိုတွားရောက်စုံစမ်းကြတယ်အဲ့ဒီမှာယောဂဗျာတွေကြောင့်သေဆုံးနေတဲ့လူမျိုးစုတွေကိုတွေ့ရတယ်လို့ Dash ကိုလိုနီတွေကငွေမိုင်းတွေကိုခိုးတူးနေတာတွေ့ရတယ်။ဒါအပြင်ဆဲမာကိုယ်တိုင်နာဖျားလာပြီးအိမ်ပြန်လေးမှာလဲနေလို့ဂျွန်စိတ်ပူသွားတဲ့ချိန်ဒေသခံတွေကလှမ်းနေကန်ပြီးဝိုင်းလာကြတယ်။ဂျွန်ကိုယောဂပိုးသယ်လာသူလို့ဆွဆွဲကြတယ်။ဆဲမာကနေမကောင်းနေတဲ့ကြားကဂျွန်ဟာလက်ဖျားယောဂတွေကိုကူစားပေးဖို့ကာကွယ်ပေးဖို့လာတာပါလို့ပြောလိုက်တော့မှနည်းနည်းကိုရှိန်သက်သွားပါတယ်။ပြီးတော့ကျွန်တော်တို့တွေ့ထားတဲ့စံတွေကိုပြပြီး Dash တွေကသူတို့ရဲ့လှည့်ဝက်ချက်တွေကိုကာကွယ်ဖို့ရွာသားတွေကိုစံထဲမှာအစိတ်ခတ်ပြီးတဖြည်းဖြည်းတက်နေတာကိုရှင်းပြလိုက်တယ်။ယာကာတာရွာမှာစံမရှိတော့ Dash တွေပေးတဲ့စံကိုပဲစားကြရင်ဒီလိုဖြစ်တာပါလို့သူတို့သိသွားကြတယ်။ဒီတော့ဒေသခံတိုင်းရင်းသားတွေဟာမိုင်းတွင်းသမားတွေကိုလက်စားချေဖို့အစိမ့်လူမှုတ်ပြောင်းနေနဲ့ပြစ်ပြီးတပ်ဖြတ်ပစ်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းဂျွန်ကလည်းဆဲမာကိုတိတ်ချလုံးလို့ထာဝရအတူနေခြင်းပေမဲ့ဆဲမာကတော့သူတို့နှစ်ယောက်ပေါင်းဖက်ဖို့ဆိုရင်ထွက်ပြေးကြဖို့တနည်းပဲရှိတယ်လို့ပြောလိုက်မိတယ်။ဒီတော့ဂျွန်ကလည်းသူပြောကြည့်ပါဦးမယ်လို့ဂရိပြန်ပေးလိုက်ရတယ်။ဒီအချိန်မှာယာကာတာရွာသွားတွေကလည်းသူတို့နဲ့တသားတည်းရှိကြောင်းဂျွန်နဲ့ဆဲမာကိုလက်ဖွဲ့လေးတွေလာဝစ်ပြီးတော့ဆဲမာကချက်ချင်းပဲဂျွန်နဲ့လက်ဖွဲ့ချင်းလဲပြီးဝစ်လိုက်ကြတယ်။ဒါဟာသူတို့အတွက်စိစက်လက်ဆောင်များလား။ဂျွန်ကဆဲမာကိုလက်ထပ်ခြင်းတဲ့အကြောင်းပြောလိုက်တော့ဟင်နရီကမင်းဆဲမာကိုသာလက်ထပ်ရင်ထောင်10နှစ်ကြာလိုက်မယ်လို့ချိန်ချောက်တယ်။လွန်ခဲ့တဲ့25နှစ်တုန်းကဟင်နရီဟာအခုလိုပဲသူ့ dictionary မှာလေးကိုအယူမှုဖြစ်ခဲ့ပေမဲ့သူ့တာဝန်အတွက်အချစ်ကိုစွန့်ပြီးအဲ့ဒီ event သူလေးတည်သွားတဲ့အထိမတွေ့ပဲနေခဲ့တယ်လို့ပြောပြပါတယ်။ဂျွန်လည်းဒီလိုလုပ်ရမယ်ပေါ့။တ
တစ်ဖက်မှာလည်းရွာလူကြီးတွေကဆဲမာကိုရွာသားတယောက်နဲ့အတင်းလက်ထပ်ခိုင်းတယ်ဆဲမာကကျွန်းကိုဂရီပေးပြီးသားမို့ဘသူကမှလက်မထက်ချင်ဘယ်လဲဆိုင်ကတော့ဆဲမာကိုခေါ်ထုတ်ပြီးကျွန်းကိုလူဖြူပိုင်းသမားတွေသေစေမှုနဲ့ထောင်ချတော့မယ်လို့ချိန်ချောင်းနေတယ်ဒါကြောင့်လဲငါဖေကနှင့်ကိုအီဗန်တယောက်နဲ့လက်ထပ်ဖို့ကြံတာလို့ပြောပါတယ်ဟင်နီတို့လူများကလည်းကျွန်းကိုအင်္ဂလန်တစ်နှစ်ပြန်ပို့ထားပြီးအချင်းတွေကောင်းမှပြန်ခေါ်မယ်မဟုတ်ရင်လူဖြူတွေကိုတတ်မိတဲ့ထောင်ဆယ်နှစ်ပြင်ဒီကိုလည်းပြန်လာခွင့်ရတော့မှာမဟုတ်ဘူးလို့အကြက်ကင်နေပါတယ်ဆဲမာကိုလည်းဒေသခံနဲ့မယူမနေရဆိုပြီးဖမ်းချုပ်ထားတဲ့အခါနောက်ဆုံးမှာဆဲမာဟာကျွန်းကိုအန်ဒီယမဖြစ်စေချင်တာနဲ့သူဒေသခံနဲ့ပဲလက်ထပ်ပါတော့မယ်လို့သဘောတူလိုက်ရပါတယ်အင်္ဂလန်ကိုပြောင်းသွားတဲ့အခါကျွန်းဟာသူ့အတိုင်းဝိုင်းရဲ့ဖိအားပေးမှုကြောင့်တစ်နှစ်ကြာမှစီစီလီယာနဲ့လက်ထပ်လိုက်ရပါတယ်စီစီလီယာကလည်းစာကလေးကကျွန်းကိုကြိတ်ကြိုက်နေတာဆိုတော့မင်းကမလုပ်ခုံကလုပ်နေနောက်ဆုံးတော့ကျွန်းတယောက်လက်ထပ်လိုက်ပြီးမဲ့ဆဲမာကိုလွမ်းနေခဲ့တယ်ဒါပြင်စီစီလီယာကိုယ်တိုင်ကဆဲမာနဲ့ကျွန်းချောင်းကိုအကုန်သိထားတာတော့မှကျွန်းကိုတစ်ဖက်သက်ချစ်တာလို့ဝန်ခံလေတော့ကျွန်းလည်းမင်္ဂလာဥညမှာစီစီလီယာကိုဂရုဏာသက်ပြီးအလိုလိုက်ဖြစ်သွားပါတော့တယ်နောက်တစ်နေ့ကြာမှကျွန်းနဲ့စီစီလီယာတို့ဟာစရာဝတ်ကိုပြန်လာခဲ့ကြတယ်ရွာကကလေးတွေတောင်မှအင်္ဂလိပ်တွေရဲ့ဖုံးတော်ဘွဲ့တွေကိုတီကျူးနေတတ်ခဲ့ပြီကျွန်းမရှိတဲ့ချိန်မှာဇောင်ကြောနဗီကတော်တော်ကိုနေရာရနေအခုတော့သူ့နေရာသူပြန်သွားရတော့မှန်တိတ်ပြီးဘဝင်မကြစီစီလီယာကတော့လူရှိမရှောင်ကျွန်းကိုအချစ်သေးပြနေရတာအမောကျွန်းကဆယ်မကိုမေ့ပစ်ဖို့ကြိုးစားပြီးစိတ်ထဲမှာတော့တန်းတနေသေးပါအဲ့ဒီညခြံထဲမှာရုပ်ရှင်ပြတော့ကျွန်းကဆယ်မကိုတွေ့လို့တွေ့ညာလူအုပ်ထဲမှာလိုက်ငင်းနေတာကိုမြင်လိုက်တဲ့အခါစီစီလီယာစိတ်ကောင်းဖြစ်သွားတယ်ဒါကြောင့်လေအရဝန်ခဏီမှာစီစီလီယာဟာသူ့ခင်မုန်းကိုဒေသခံမိမပီပီချစ်ပြဖို့အတင်းကျန်တန်တန်မြူတော့ဂျွန်တော်အံ့ဩသွားတယ်ခရိုင်လေးဆိုရင်ဂျွန်ပိုပြီးစိတ်လှုပ်ရှားမယ်ထင်တာတယ်အဲ့ဒီနောက်စီစီလီယာကဆဲမဟာဘယ်လဆိုင်နဲ့အိမ်အောင်ကျနေပြီးတားတယောက်တောင်ရနေပြီလို့ကျွန်းကိုပြောပြလိုက်ပါတယ်နောက်တရက်မှာတော့မြေကမ်းနားမှာဆဲမကိုကလေးတယောက်နဲ့သူလှမ်းတွေ့လိုက်တယ်အိမ်ကူ famous ကိုမေးကြည့်တဲ့အခါအဲ့ဒီကလေးကဂျွန်းရဲ့သွေးသားရင်မှန်သိလိုက်ရတယ်ကျွန်းဟာဆဲမာနဲ့တွေ့ဖို့ famous ကိုကူညီတောင်းပြီးနဗီရဲ့အိမ်နားမှာလျှို့ဝှက်ချင်းတွေ့ကြတယ်ဂျွန်းကကလေးကသူ့ကိုယ်ဝင်မှန်သူသိတယ်လို့ဖွင့်ပြောပြီးမြဲဆဲမာကတော့အခုသူအင်္ဂလိပ်စကားကိုနားမလည်တော့ဘူးလို့ပြောပြီးထွက်ပြေးဖို့ကြိုးစားပြီးမြဲဂျွန်းကနောက်ကနေလိုက်ထားပြီးသားလေးမန်တာနဲ့ပထမဦးဆုံးကြည့်ရအောင်တွေ့လိုက်တယ်ဒါပေမဲ့ဆဲမာကအခုဒီကလေးရဲ့အဖေကဘယ်လန်ဆိုင်ပဲရှင်ကကျမတို့ကိုပြစ်သွားခဲ့တာသူကတော့ကျမကိုယ်ဝင်ရှိနေမှသိရတယ်လက်ထက်ခဲ့တာလို့ပြောပြီးကျွန်းကိုညင်းပါတယ်သူတို့နှစ်ယောက်ပြန်တွဲတာကိုတယောက်ကတီသွားရင်ဆဲမာရောကလေးပါအန်ဒီရရှိနိုင်တယ်လို့ဘယ်လန်ဆိုင်ကလည်းကျွန်းရဲ့တာမန်တိလက်နဲ့ဆဲမာကိုလက်ထပ်ပြီးမှလက်လွတ်ခံရှင်မှာမဟုတ်ဒါပေမဲ့ဂျွန်ကတော့သူ့သားလေးမန်တာအတွက်ကစားစရာလှေလေးလုံနေတာကိုအကီမြင်သွားပြီးဂျွန်နဲ့ဆဲမာတို့အဆက်အသွယ်ရှိနေတာသူရိပ်မိသွားတယ်ဂျွန်ကိုဆဲမာနဲ့ဝေးဝေးနေဖို့ချင်းချောက်ခဲ့တယ်သူခင်မောဟင်နရီလည်း Sleeping Dictionary 2နဲ့ချစ်ကြိုက်ခဲ့ပြီးကလေးတောင်ရခဲ့ပြီးမြဲအင်္ဂလိပ်တွေမှာအဲ့ဒီအတွက်ဘာတာဝင်မှမရှိဘူးမင်းကိုလည်းခွင့်ပြုမှာမဟုတ်ဘူးလို့ပြောသွားပါတယ်ဘလို့ပဲပြောဂျွန်ကတော့သူထွင်းထားတဲ့လေကလေးကိုသွားပေးပြီး၃ယောက်သားပျော်နေခဲ့တယ်ဒါတွေကိုနဗီကအချိန်ပြည့်စောင့်ကြည့်နေတယ်နဗီတင်သားမကဘယ်လက်ဆိုင်ကလည်းဂျွန်ကိုတတ်ဖို့ကြိုးစားပြီးမြဲဆယ်မာကဂျားကနေလာပြီးတားဆီးပေးနိုင်ခဲ့တယ်အချင်းလေးတွေပိုဆိုးသွားတာကဘယ်လက်ဆိုင်ဟာဂျွန်ကိုတတ်ဖို့ကြိုးစားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့အဖမ်းခံလိုက်ရတာပဲဟင်နရီကလည်းဘယ်လက်ဆိုင်ကလူကောင်းဆိုတာသူသိပေမဲ့အခုကိုလိုနီယာရှိကိုတတ်ဖို့လုပ်ခဲ့တဲ့အတွက်သေတံပေးရတော့မယ်လို့ပြောလိုက်တဲ့ပြင်ငါလဲငါသမီးကိုစွန့်လွတ်ခဲ့ရတယ်မင်းလဲမင်းရဲ့သားကိုမေးပြရမယ်လို့ပြောတယ်ဟင်နရီမျက်နှာမှာမြေတွေဝဲလာတယ်တကယ်တော့ဆဲမာဟင်နရီရဲ့သွေးသားအရင်ချသမီးဖြစ်နေတာပါဒါကိုဟင်နရီကသိပေမဲ့သူ့ရဲ့အင်္ဂလိပ်ဂုဏ်သိက္ခာကိုငှဲ့ပြီးလျှို့ဝှက်ထားခဲ့တာပါဆဲမာနဲ့စီစီလီယာအဖေတူမေကွဲညီမတို့ဒါတွေကိုဆဲမာကမသိဟင်နရီကဂျွန်ဟာစိတ်ကောင်းရှိသူမို့ဆဲမာပေါ်နိုင်ကျင့်မှာမဟုတ်ဘူးလို့တွက်ပြီး Sleeping Dictionary လုပ်ဖို့အတီးပြုတ်ပေးခဲ့တာဒါငါတို့လုပ်ရမယ့်တာဝန်ပဲလို့ပြောခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဟင်နရီကဂျွန်ကိုတရားသူကြီးဖြစ်ဘယ်လန်ဆိုင်ကိုအမှုဆက်ခိုင်းတယ်ဘယ်လန်ဆိုင်ကဘာမှမတုံ့ပြန်လို့အမှုစစ်တာကိုမနှက်ဖြန်မှဆက်လုပ်မယ်လို့ဂျွန်ကရွှေ့ပလိုက်တယ်အဲ့ဒီညမှာဆဲမာကဂျွန်ကိုတိတ်တိတ်ဆိတ်လာတွေ့ပြီးဘယ်လန်ဆိုင်ဟာသူတို့သားလေးကိုဖခင်လို့စောက်ရှောက်ခဲ့လို့ဘလို့ပဲဖြစ်ဖြစ်မတတ်ပါနဲ့လို့လာပြီးတောင်းပန်တယ်ဒါတွေကိုစီစီလီယာကအိမ်ထဲကနေနားထောင်နေတာကိုသူတို့နှစ်ယောက်မသိနောက်နေ့မှာမိမထွေတွေကဆဲမာကိုဖောက်ပြန်သူဖြစ်နေဝိုင်းဝန်းဖဲ့ခြင်းမောင်းထုတ်နေတာကိုမြင်တော့ဟင်နရီကဒီတိုင်းမကြည့်နိုင်တော့သူ့သမီးကြီးဘက်ကနေအတင်းကာကွယ်ပေးပြီးရွာသားတွေကိုမောင်းထုတ်လိုက်တယ်နောက်ဆုံးမှာတော့ကျွန်းအနေနဲ့မလွဲမရှောင်တာဘယ်လန်ဆိုင်ကိုမနှက်ပြန်ကြိုးပေးမယ်လို့အမိန့်ချလိုက်ရပါတယ်အဲ့ဒီညမှာဆဲမာဟာကျွန်းရဲ့အိမ်ကိုခိုးဝင်ပြီးအချုပ်ခန်းတော့ကိုရှာပြီးမဲ့ဘယ်မှမတွေ့နောက်ဆုံးလက်လျှော့ပြီးမိုးရီထဲမှာအချုပ်ခန်းစီသွားလိုက်တော့ကျွန်းတယောက်ဘယ်လန်ဆိုင်ကိုချုပ်ထဲကနေတိတ်တဆိတ်လှုပ်ပေးနေတာကိုသူတန်တော့တွေ့လိုက်ရတယ်ဘယ်လန်ဆိုင်ထွက်သွားတော့ဂျွန်ကဆဲမာကိုသူတို့အတူတူထွက်ပြေးကြမယ်လို့ဂရီပေးလိုက်တယ်
မရက်ဖြန်အာုံတက်မှာထွက်မဲ့တင်မောနဲ့တူထွက်ပြေးမယ်လို့ပြောပြီးမယ်ဆဲမာမှာမယုံတဝက်ယုံတဝက်ဂျွန်ကဆဲမာအတွက်ရာရာကိုစွန့်လွတ်နိုင်တယ်ဆိုတော့မှဆဲမာသူ့ချစ်သူကိုပြန်ပြီးပထမဦးဆုံးချိန်နမ်းမိသွားပါတယ်နောက်ရက်မှာတော့ဘယ်လန်ဆန်ထွက်ပြေးသွားလို့ဟင်နရီတိတ်ဒေါသထွက်တယ်အဂီကတော့ရုပ်မမနဲ့ဆဲမာကိုအပြစ်တွေကလွတ်ချင်နဗီနဲ့ sleeping dictionary ဖြစ်နေပေးရမယ်လို့အတင်းကျပ်ခိုင်းစေခဲ့တယ်လို့ဂျွန်ကလည်းသူ့ဝစ်စားတုပ်ကိုတနေရာမှာဖုံးဖွက်နေပါတယ်သူ့အိမ်ပေါ်ပြန်တက်လာတဲ့အခါစီစီလီယာကသူ့မှာကိုဝင်ရှိနေပြီလို့ပြောလို့ဂျွန်မျက်နှာဝမ်းနဲ့ဝမ်းသာဖြစ်သွားရတယ်စီစီလီယာကဂျွန်ရေသွေးလေးလွယ်ထားရလို့တိတ်ကိုပျော်နေသလောက်ဂျွန်မှာအကြက်ရိုက်နေအဲ့ဒီညမှာနဗီကဆဲမာကိုသူ့ရဲ့ sleeping dictionary ဖြစ်အာရမပြုကျင့်မှုစူးစမ်းတဲ့အခါထမင်းချက် famous ကရောက်လာပြီးနဗီကိုသတိမေ့အောင်တီးထက်လိုက်ပြီးဆဲမာကိုထွက်ပြေးခိုင်းပါတယ်အဲ့ဒီညမှာစီစီလီယာတို့မိသားစုပျော်ရွှင်နေသလောက်ဂျွန်တယောက်မှာတော့ဘေးကျက်နံကျက်တတော့ကိုခေါင်းချောင်းနေတာသူဆဲမာစီကိုမလာနိုင်တော့တဲ့အကြောင်းစာရေးနေချိန်မှာပဲစီစီလီယာရောက်လာပြီးစာကိုယူဖတ်ကြည့်တယ်ဂျွန်ကစီစီလီယာကိုဝင်ရှိလို့ပျော်သွားတာကိုကြည့်ပြီးဒီလိုဆုံးဖြတ်လိုက်တာလို့ပြောပြီးတယ်စီစီလီယာကလည်းဂျွန်ဟာဆဲမာကိုတကယ်ချစ်တယ်ဆိုတာနားလည်သွားပြီးဂျွန်ကိုလက်လွတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်ဟာအင်္ဂလန်တို့ကဘယ်တော့မှမပျော်ခဲ့သလိုအခုတော့သူ့ဖို့ပျော်ရွှင်သင့်တယ်လို့ပျော်ရွှင်ရပါပြီရှင်လိုချင်တာရရင်ကျမပျော်ပါတယ်ကျမရှင်ရဲ့ဒုတိယရွေးချယ်စရာမဖြစ်ချင်ဘူးရှင်သွားပါတော့ဆိုပြီးနောက်ဆုံးပွေဖက်နှုတ်ဆက်လိုက်ပါတယ်ဒါအပြင်ဂျွန်ကိုဆဲမာစီသွားဖို့အတင်းလွတ်တဲ့ပြင်ဟင်နရီတို့ကိုလည်းမနေ့မှသူပြောပြလိုက်တယ်သူ့အတွက်ကတော့ဂျွန်ရဲ့ရင်သွေးလေးလွယ်ထားရတာနဲ့ကျင်းနဲ့ပါပြီလို့ပြောပြီးနောက်ဆုတ်ပေးလိုက်ပါတော့တယ်ဆဲမာတယောက်ချင်းထားတဲ့စိတ်ကန်းကိုရောက်တော့ဂျွန်ကိုမတွေ့လို့တိတ်ဆိတ်ကောင်းဖြစ်သွားတယ်ဂျားတွေကဖေးလဲမျက်နှာမသားမိရပေါ့မိုးလင်းလူကန်ကြီးရောက်လို့ဂျွန်ရောက်လာတဲ့အခါသမောထွက်သွားသလိုဆဲမာလည်းမရှိတော့လို့သူတိတ်ဝမ်းနေသွားတဲ့ချိန်လှေစိတ်မှာတော့ဆဲမာလည်းသူ့ကိုဂျွန်လာမခေါ်တော့ဘူးထင်တဲ့သားလေးကိုချီပြီးဒက်ရှ်နယ်မြေဘက်ကိုလှေနဲ့ထွက်ဖို့လုပ်နေတော့မထင်မှတ်ပဲနောက်ကနေဟင်နရီရောက်လာပါတယ်ဟင်နရီကတွေ့တဲ့ချင်းခါကတနက်ကိုဆွဲထုတ်လိုက်ပြီးမဲ့ဆဲမာကတော့တီတီငင်ငင်ပဲဒါပေမဲ့ဟင်နရီကသူ့ကိုမဖမ်းပဲတနက်ကိုပေးပြီးမင်းဒါကိုလိုလိုက်မယ်လို့ပြောလိုက်တယ်ဒီတော့ဆဲမာကဒါဟာသူရတဲ့ဒုတိယလက်ဆောင်ပဲလို့ပြောပြီးသူတစ်သလုံးဆောင်ထားတဲ့ဟင်နရီငငယ်ကပေးထားတဲ့ပုံမြင်စာအုပ်လေးကိုထုတ်ပြလိုက်ပါတယ်ဆဲမာတစ်ချိန်လုံးသူ့ဖေရင်းဟာဟင်နရီဆိုတာကိုရိပ်မိနေတာပါဆိုတော့ဟင်နရီလည်းဟမ်မဆောင်နိုင်တော့ပဲသူ့သမီးလေးကိုပထမဦးဆုံးချိန်နဲ့နောက်ဆုံးချိန်ဖြစ်နွန်းနွန်းထွေးထွေးပွေ့ဖက်လိုက်မိတယ်နောက်ဆုံးတော့သူကိုယ်တိုင်လှေကိုတွန်းထုတ်ပေးပြီးသမီးကိုလွတ်ရလို့ကြောင်းပြေးခိုင်းလိုက်ပါတော့တယ်ဟင်နရီအိမ်ပြန်တော့အသက်ပြင်းတဲ့နဗီကဆဲမာတို့နောက်ကိုလိုက်ပြီးဖမ်းမယ်လို့ပြောပြီးပဲဟင်နရီကလက်မခံအဘီကတော့စီစီလီယာကိုကြီးညွှန်းပြီးရှင့်သမီးကိုရှင်မငဲ့တော့ဘူးလားလို့ပြောလိုက်တဲ့အခါဟင်နရီကငါသမီးနှစ်ယောက်စလုံးကိုဂူးဆိုင်ရမယ်လို့ယတိပြက်ပြောချလိုက်တယ်စီစီလီယာကလည်းဂျွန်းကိုရောသူ့အမကိုပါမနာကျင်စေခြင်းဘူးလို့ပြန်ပြောလိုက်တော့အဘီဘာမှမတက်နိုင်တော့ဒါပေမဲ့ဂုံးတိုက်ဖို့ကြံနေသေးတော့နဗီစီကိုသွားပြီးသူခင်မောဟင်နရီကတော့ဂျွန်နဲ့ဆဲမာနောက်ကိုလိုက်ဖို့အမိန့်ပေးနေပြီသွားလိုက်တော့လို့ကြောက်တွန်းလိုက်ပါတယ်ဂျွန်တယောက်ဒက်ရှ်ဘိုနီယိုဘက်ကိုရောက်သွားတဲ့အခါတွေးသမျှလူတိုင်းကိုဆဲမာပုံကိုပြလိုက်မေးပြီးနောက်ကနေအတင်းလိုက်လာတယ်တနေရာမှာဆဲမာတို့သားမိကိုပြန်တွေ့ပြီးသူတို့ရဲ့ချစ်ပိတ်မှန်လေးပြန်တီးဆောက်ဖို့ကြံနေတော့နဗီရောက်လာပြီးတနက်ပြခါဂျွန်ကိုနားကဝါတိုင်မှာလက်ထိတ်ခတ်ခိုင်းလိုက်တယ်ပြီးတော့ရုပ်မာနဲ့မင်းရှင်းပါတယ်ဆဲမာကိုငါအိပ်ပြမယ်ပြီးရင်မင်းတို့အားလုံးကိုတပ်ပစ်မယ်လို့ကြိမ်ပြီးတကယ်ပဲဆဲမာကိုအာရမပြဖို့ကြံစီတဲ့အခါဂျွန်လဲဝါတိုင်ကိုတွန်းထုတ်ပြီးလွတ်တာနဲ့နဗီကိုပြေးပြီးတိုက်ထုတ်လိုက်တယ်ဒါပေမဲ့လက်ထိတ်နဲ့မို့သူရေးနှိမ်သွားချိန်မှာနဗီရဲ့လက်ဘင်းကိုအစိမ့်လူများတစ်စင်းလာဆိုင်ပါတယ်ကြည့်လိုက်တော့တစ်ချိန်ကယာကာတာမျိုးနွယ်စုတွေကမှုတ်ပြောင်းကုန်စီနဲ့နဗီကိုအချိန်မီတပ်ပစ်လိုက်လို့နောက်ဆုံးမှာဂျွန်တို့မိသားစုလေးတေခွဲရမယ့်အခြေအနေကနေလွတ်မြောက်သွားပါတော့တယ်ရုပ်ရှင်မီက The Sleeping Dictionary ဆိုပြီးတစ်စကားလုံးဒီနာမည်အတိုင်းပုံဖော်ထားလို့ဟိုတစ်ချိန်ကိုလိုနီခတုံးကစရာဝတ်ကျွန်းမှာဆမ်မာလိုမျိုးတွေတကယ်ပဲရှိခဲ့သလားဆိုတာသိချင်စရာပါအဖြေကတော့ဟုတ်လဲဟုတ်တယ်ဟုတ်လဲမဟုတ်ဘူးလို့ပြောရပါမယ် Sleeping Dictionary ဆိုတဲ့စကားဟာကိုလိုနီခေတ်ကအနောက်တိုင်းသားအမျိုးသားတွေကြားမှာသုံးနှုန်းခဲ့တဲ့ဗန်းစကားတစ်ခုနေတော့တကယ်ရှိခဲ့ပါတယ်ဒေသခံမျိုးသမီးတူနဲ့အတူတူနေရင်ဘာသာစကားနဲ့ယဉ်ကျေးမှုကိုအမြန်ဆုံးသင်ယူတာကိုတင်စားခေါ်ဝေါ်တာပါနောက်တော့လည်းချင်းချင်းတန်ရုံးစင်တွေတွေ့ပြီးချစ်ကြိုက်သွားကြတာပြီတော်တော်များများတကယ်ရှိပေမဲ့ဤပန်လူမျိုးစုတွေကြားကတရားဝင်ရိုးရာဓလေ့အနေနဲ့တော့မရှိပါဘူးဒါပေမဲ့ကိုလိုနီခေတ်မှာဝေးလံတဲ့ဒေသကိုရောက်နေတဲ့ဥရောပတိုက်သားအရာရှိတွေဟာအထီးကျန်လာကြောင်းဒေသခံအမျိုးသမီးတွေနဲ့အိမ်အောင်ကြတာတွေဟာအရှိတောင်အရှတစ်ခွင်မှာတကယ်ရှိခဲ့တဲ့ဖြစ်ရပ်တွေပါပဲဒါကြောင့်လဲသမိုင်းပညာရှင်တွေနဲ့ဒေသခံတွေကဒီရုပ်ရှင်ဟာဤပန်လူမျိုးတွေရဲ့ရိုးရာဓလေ့ကိုနည်းနည်းပုံဖြတ်ထားတယ်လို့ဝေဖန်ကြပါတယ်
ဥပမာရုပ်ရှင်တွေကလူ Sleeping Dictionary အနေနဲ့အတင်းကျပ်အိတ်ခိုင်းတဲ့ဒလေမျိုးအပြင်မှာတကယ်မရှိလို့ပါပဲစကားအဖြစ်နဲ့တော့နောက်တိုင်းလူတွေကြားမှာဘန်းစကားအနေနဲ့တကယ်ရှိခဲ့ပြန်ပါတယ်စကားမဆက်စကားတွေကဆယ်မောက်ကိုမြင်တော့တရားဥကိုပြင်းမြင်မိတာများရှိမိလားမသိဘူးနော် Full House ကတော့အခုအသက်44နှစ်ရှိနေပြီဖြစ်တဲ့ Jessica Alba အသက်21တုန်းကဆဲမှာဖြစ်တရုတ်ဆောင်ထားတာကိုမြင်တိုင်းမျက်စိထဲမှာ Blackpink ဖွဲ့တဲ့ကလီဆာကိုပဲပြပြမြင်နေမိတယ်လီဆာထိုင်းရိုးရဝစ်စုံဝစ်ပြီးကတဲ့အချိန်မျိုးမှာမျက်နှာကျကိုလုံးကိုပေါက်အချိုးစစ်ရောသူ့ပြုံးတွေဟာဆယ်မာနဲ့တော်တော်ဆင်တယ်လို့မြင်မိတယ်အထူးသဖြင့်2016ခုနှစ်ကစတင်ခဲ့တဲ့ Blackpink ဖွဲ့အောင်မြင်ဆုံးကာလတွေဖြစ်တဲ့2018 2019ခုနှစ်တွေမှာလီဆာ post ပေးရင်ဆဲမာရဲ့မျက်နှာပေးကိုနေဟန်ထားမျိုးတွေကို inspiration ယူထားသလားလို့တော့ထင်မိပါတယ် K-pop အများစုက J-pop ကနေဆင်းသက်လာတယ်ဆိုပေမဲ့ dancing technique နဲ့ style ကလွှဲရင်သူတို့ရဲ့ fashion တွေဟာ westernization ဘက်ကိုသိရင်းလာတာအထူးဖြင့်သူတို့ရဲ့ MV တွေမှာတွေ့ရတတ်တဲ့ dancing မဟုတ်တဲ့ plot တွေကတချို့ဟာအနောက်တိုင်းရုပ်ရှင်တွေက plot တွေကိုမှီညှမ်းထားတာအတွေ့များလာတော့လီဆာလည်းဆဲမာရဲ့ဇက်ကောင်ကို inspiration ယူထားသလားလို့ထင်မိတာပါဒါကို့မြင်လေးပြောတာပါဇလန်နဲ့မှာတွေ့ရတဲ့လွန်ဆွဲပွဲကတော့ even လေးမှာတကယ်ရှိတာပါသူတို့ရဲ့ရိုးရာပွဲတော်ဂါဝီဒေးရက်စပားရိပ်သိမ်းပွဲတော်မှာဒီလိုပဲခွန်အားပြကစားနည်းတွေကိုကစားလေးရှိကြပါတယ်တဲ့လွန်ဆွဲခြင်းဟာရွာသားတွေကြားမှာစီးလုံးမှုကိုပြသတယ်လို့ပျော်ပွဲရှင်ပွဲရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါရှေးကမြန်မာတွေကမိုးခေါင်တဲ့အခါပုံမှန်ကြီးနက်ကိုပူဇော်ပသပြီးလွန်ကောင်းတပွဲလို့လွန်ဆွဲတာမျိုးရှိခဲ့ဘူးလေမှလားစကားတွေကလွန်ဆွဲပွဲကတော့ဂျွန်နဲ့ဆဲလ်မာတို့စီစီလီယာတို့ကြားကသုံးဦးသားစတင်တွေ့ဆုံတဲ့အချိန်မှာရင်ကျေးမှုနှစ်ခုကြားကအားပြိုင်မှုချစ်ချင်းမြတ်တာကြားကအားဆက်မှုတွေကိုဇညွန်းထဲမှာလွန်ဆွဲပွဲနဲ့ခိုင်းနိုင်ပြီးတင်စားထားတယ်လို့မြင်မိပါတယ်ဒါပြင်ဇလန်တွေကလောက်ဟောက်စ်အိမ်ရှေကြီးတွေကရွာသားတွေအားလုံးအိမ်တိမ်နဲ့စုနေတာတွေ့ရပါလိမ့်မယ်ဒါကတော့ event ရဲ့ delay အစ်စ်ပါအဲ့ဒီခေတ်က event လူမျိုးတွေရဲ့ထူးခြားချက်က long house ruma panji ဆိုတဲ့အိမ်ကြီးတစ်လုံးထဲမှာတင်အခန်းပေါင်း30ကနေ100ထိရှိတတ်ပြီးရွာသားတွေတော်တော်များစုပေါင်းနေထိုင်ခဲ့ကြတာပါအလဲမှာ rhine လို့ခေါ်တဲ့လူသွားလမ်းဧခန်းမကြီးရှိပြီးအဲ့ဒီမှာပွဲလန်းသပတိလုပ်လို့ရှိကြတယ်ဒါအပြင်ရုပ်ရှင်တွေက event မျိုးသားတွေမှာစင်းမင်ကြောင်တွေကိုတွေ့ရပါတယ် event စင်းမင်ကြောင်တွေကသူတို့ရဲ့တတိနဲ့ဘဝမတိုင်တွေကိုပြပါတယ်အထူးသဖြင့်ပခုံးပေါ်ကနှင်းစီပန်းပုတ်တဲ့ဟာခီးသွားခြင်းနဲ့လူလားမြောက်ခြင်းကိုဖော်ကျူးတယ်လို့သိရပါတယ်အချုပ်အပြည့်ဆိုရရင်တော့ The Sleeping Dictionary ဟာသမိုင်းကြောင်းအရယာနှုံးပြည့်တိကျမှုမရှိပေမဲ့ event လူမျိုးတွေရဲ့စီးလုံးမှုအဲဝတ်ကျေပြမှုနဲ့သူတို့ရဲ့ရိုးရှင်းတဲ့လူနေမှုစနစ်ကိုတော့ရုပ်ရှင်ထဲမှာလှလှပပရိပ်ပြထားတာတွေ့ရပါတယ်ဂျွန်အတွက်ဆဲမာဟာဘာသာစကားသင်ပေးတဲ့အဖိဓာန်တစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ခံယူချက်ဟောင်းတွေစံတုံးဟောင်းတွေနဲ့ကိုလိုနီဇိတ်တို့ကိုဖျက်ဆီးပြီးကဘာတစ်ခုကိုလမ်းပြပေးခဲ့သူ